ပဲမင်္ဂလာပါဒီနေ့ကတော့ရှင်ကြီးရဲ့စနေတနင်္ဂနွေကိုဘယ်လိုဖြတ်သန်းမလဲဆိုခုဗီဒီယိုလေးမှာပဲဆက်ပြသွားမှာဖြစ်ပါတယ်ခုကတော့7 night မခွဲသေးလို့ခဏကြည့်နေပါတယ်အဲ့ဒါဆိုတူလိုက်ကြည့်ရအောင်ဒါပတ်ဖို့ကြည့်ရှိပါတယ်ဒါပတ်ဝမ်းမှာဒါတော့ယူနီအိုင်တော့ခိုင်းတော့ပါပုံမြင်လိုမျိုးပြောပြနေရပါတော့အဲ့ဒီအယုတ်လေး9ရုပ်ပြဆုံးတာနာမည်ဖက်ပြအဲ့ဒီအယုတ်လေးပျောက်သွားတယ်အဲ့ဒီ Red Belly ဆိုရဲ show တစ်ခုမှာအဲ့ဒီအယုတ်တွေပေါ့နော် Red Belly ကတော့ကျွန်တော်ဆိုရင်ကြည့်ပြီးမှအတူကြည့်ပြီးမှတိုင်းလိုက်ရအောင်ပြီးမှကြည့်ပြီးမှပြန်တွေ့မယ်ပေါ့နော်လုံးရပါတော့မရှိဘူးတဲ့အဲ့ဒီ80ဆိုရဲကောင်လေးကအဲ့ဒီအယုတ်တွေရှိရင်သူ့ကိုယ်သူလုံခြုံတယ်လို့ခံစားရတယ်တဲ့မင်းမဲခံစားတာငါတို့မခံစားရအောင်အယုတ်တွေကြည်ချက်သိမ်းထားလို့ဟောအသွေးတွေရုပ်တွေကြောက်စရာကြီးထားပါဒါကတော့ game ပေါ့နော်ကျွန်တော်အခုဘာလို့အော်ကျွန်တော်ကအယုတ်9ရုပ်ကိုရှာမှာကျွန်တော်ကာကွယ်ပေးတဲ့အယုတ်9ရုပ်ပေါ့နော်ဒါဆိုတော့ကျွန်တော်က ADM ဆိုရဲကလေးဆိုဒါလေးနဲ့တူစားလိုက်ရwith a smile ဆိုပြုံးကြလိုက်တယ်ချစ်စရာရုပ်တွေကိုမကြောက်ဘူးဗျာကြောက်စရာစားလိုက်ရဒီဆိုတာလေအဲ့လိုမျိုးရှင်နေမကောင်းတာရှင်နေမကောင်းမိပါလေအောက်ထပ်မှာခွေးတွေကဒီခုံထဲမှာအဲ့ဒီချက်ကိုဖွင့်လို့ရတယ်ဟုတ်ပါပါလေဒါမို့လို့ကြောင်တက်ခင်မှာဆမ်းပါမယ်လိုက်ခဲပြန်ပြတက်မှာမယ်ယူနီ7 မိနစ်လုံးမှာပဲဖြစ်ပါအဲ့ဆိုတူလိုက်ရဆွဲကုန်ပြီပါဝင်တော့ယူနီစောင်းဝင်ပါပြီအတန်လေးကိုပိတ်လိုက်ပါမယ်ကင်မရာလေးကိုဖွင့်လိုက်ပါမယ်ဟဲရုပ်လျော်နေနေလေးပါဒီမှာပေါ့နော်ဒီလေးကိုဝါထားပါတယ်ဆိုစာတင်မလိုက်ကြည့်လိုက်ရအောင်ရေလေးနည်းနည်းတောက်လိုက်မယ်အဆူထွန်းနေသေးသွားလိုက်အောင်မယ်အမေကတော့ချီနူးခင်လို့လည်းခေါ်ပါတယ်ရီချေလို့ပဲခေါ်ရှင်ဒီမှာကနှစ်ခုဝဲ blue screen blue screen နဲ့လို့ရတယ်ဒါမျိုး screen နဲ့လို့ရတယ်နော်အဲ့ဆိုရင် unit channel ကိုဆုံးဖြတ်ကြည့်တဲ့အဲ့လိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပတ်ထူမှာပြန်တွေ့ကြပါမယ်